2026 ခုနှစ်စီးပွားရေးအကျပ်တဲကြီးဖြစ်ပွားနေတဲ့ကာလမှာအမေရိကန်ကယ်လီဖိုးနီးယားမှာထူးခြားတဲ့ထီအစီအစီတစ်ခုစတင်ပေါ်ပေါက်လာပါတယ်။ဒီထီကန်ဆန်းမဲ့ရဲ့စီးမြင့်ကတော့ထီအနိုင်ရသူကို24နာရီအတွင်းတက်နိုင်ရင်စုငွေအားလုံးကိုယူနိုင်တယ်။ဒါပေမဲ့တနက်မသုံးရဘူးဆိုတဲ့အထူးစည်းကမ်းပါပါတယ်။2030ခုနှစ်မှာဆန်ဆိုတဲ့လူငယ်တစ်ယောက်ထီကန်ဆန်းမဲ့အနိုင်ရသွားပြီးသူ့ကိုတက်ဖို့စူးစမ်းနေတဲ့လူအုပ်ကြီးကလိုက်လံတိုက်ခိုက်လာပါတယ်။လမ်းမှာတွေ့တဲ့လူမိုက်အုပ်စုကိုလည်းဆန်အနေနဲ့ပြန်လဲခုခံပြီးအောင်မြင်မြင်ကျော်ဖြတ်နိုင်ခဲ့ပါတယ်။အဲ့နောက်မှာတော့ဆန်အနေနဲ့အိမ်တစ်လုံးနဲ့ဝင်ပုန်းခဲ့ပြီးအဖွားကြီးတစ်ယောက်နဲ့တိုးပါတယ်ဆန်အနေနဲ့အပြင်ကိုကြည့်လိုက်တဲ့အခါ drone နဲ့သူရှိတဲ့နေရာကိုလိုက်လွှတ်နေမှန်းသိလို့စိတ်ပြတ်သွားခဲ့ရပါတယ်။အဲ့ချိန်မှာပဲအဖွားကြီးကတံပြစ်ကရိယာနဲ့သူ့ကိုပြစ်တက်လိုက်ပါတယ်။နောက်ဆုံးမှာဆန်တေဆုံးသွားပြီးရဲတပ်ဖွဲ့ကအဖွားကြီးရဲ့အိမ်တကားကိုချိုးဖျက်ကဝင်လာပြီးဆန်ရဲ့တေဆုံးမှုကိုအတည်ပြုခဲ့ပါတယ်။ထို့နောက်အဖွားကြီးက